ရွှေဈေးတွေတက်သွားလို့မဝယ်တော့ဘူးဆိုပြီးဆုံးဖြတ်နေတဲ့သူတွေရှိလားဒါဆိုလို့ရှိရင်အင်းမြတွက်ပြပေးမယ်ရွှေဈေးက2သိန်းတက်သွားတယ်ဆိုပါတော့တစ်ချက်သားကို2သိန်းတက်သွားတယ်အဲ့တော့ကိုဝယ်မဲ့ရွှေကတမတ်သားဆိုရင်9000ပဲတက်သွားတာဖြစ်တယ်နော်ရွှေဈေးဒီ9000ပဲတက်သွားတာဖြစ်တယ်အဲ့ဒီ9000တက်သွားပြီဆိုပြီးချီတုံချတုံဖြစ်ပြီးတော့မဝယ်တော့ဘူးဆိုပြီးတော့မရက်လိုက်ပါနဲ့ကိုဒီအခုအချိန်မှာဝယ်ထားမှသာလျှင်ကိုအတွက်အနှိမ့်ဆုံးဈေးတန်းဖြစ်ပါတယ်။နောက်2နှစ်အကြာမှာဒီဈေးတန်းကိုလုံးဝပြန်မရောက်နိုင်တော့ဘူး။အဲ့တော့အခုအချိန်ဒီအကောင်းဆုံးရွှေစုဖို့အချိန်လို့ပဲအမြအမြဲတမ်းပြောပါတယ်။ဘာဖြစ်လို့လဲဆိုရင်နောက်2နှစ်အကြာမှာဒီဈေးတန်းကိုပြန်မရောက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီငွေနဲ့ဒီပမာဏကိုဝယ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူး။ချီတုံချတုံလည်းမဖြစ်နဲ့ဝယ်စုကြပါ။တခုခုအရေးကြုံရင်ကိုကိုကယ်ပေးမှာရွှေပါ။နော်အဲ့တော့ရွှေကိုစုကြပါလို့အင်းမြကဒီကနေပြီးတော့အကြံပြုပေးပါတယ်အင်းမြနဲ့သဘောထားချင်းတူတယ်ဆိုရင် comment မှာတူတယ်လို့ဆိုပြီးတစ်ချက်ရေးသွားပြီးနော် Ego Collection Page ကိုလည်းအပေါင်းလေးနှိပ်ဖို့မမေ့ကြပါနဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်